လောကသဘာဝဆိုတာလောကထဲမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာညီလူမဆိုကြုံတွေ့ရတဲ့လောကဓမ္မလောကရဲ့သဘောတရားတွေပဲအကောင်းလုပ်ပေမဲ့အဆိုးနဲ့တွေ့တာလည်းရှိတယ်အဆိုးလုပ်ပေမဲ့လို့အကောင်းနဲ့တွေ့တာလည်းရှိတယ်ချမ်းသာကြောင်းကျိုးပန်းအထောက်နေပေမဲ့လို့ဆင်းရဲတာလည်းတွေ့ရတာရှိတယ်ဆင်းရဲစေတဲ့အလုံးလေးတွေပေမဲ့လို့ချမ်းသာနေကြတာလည်းရှိတယ်အဲ့တော့လောကသဘာဝဆိုတာကိုထင်တိုင်းမဖြစ်သေးတဲ့အခြေအနေတရားကိုလောကသဘာဝလောကမှာရှိကြတဲ့လူသားတွေတိုင်းမရှောင်မလွဲနိုင်အောင်ကြုံတွေ့ရတဲ့လောကသဘာဝဒီလိုရှိတယ်အဲ့ဒါကြောင့်မို့လို့လူသားတွေရှိတိုင်းရှိတိုင်းဘယ်ခေတ်ကလူသားပဲဖြစ်ဖြစ်ဘယ်နိုင်ငံကလူသားပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်လောကမှာကိုယ်ထင်တိုင်းဖြစ်တာမရှိလောကသဘာဝအားဖြင့်အကြောင်းပေါ်ပတ်ဝန်းကျင်ပေါ်အခြေအနေတွေပေါ်တည်ပြီးတော့ဘဝတစ်ခုကိုဖြတ်သန်းကြရအဲ့ဒီလောကသဘာဝကိုမသိနားမလည်ဘူးဆိုလို့ရှိရင်လူတွေကအယူဆမှားယွင်းသွားတယ်အထင်မြင်တွေလွဲသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒေသနာတော်မှာဟောထားလို့ရှိတယ်ပါပောပိပတ္တိပတ္ထရမကောင်းတဲ့လူတယောက်ဟာလည်းအကောင်းနဲ့ကြုံတွေ့နေရတယ်ဆိုတာရှိတယ်ဒါကတိခေတ်မှာလည်းရှိတာကိုရှိတော့မှလည်းရှိတာတောင်းလည်းရှိတော့မှမကောင်းနေမဲ့လို့အကောင်းတွေဆုံးနေတဲ့လူဆိုတာတော့မှဒီနေရာမှာမဆိုရှိတယ်အဲ့လိုရှိနေတာဟာသဘာဝတရားကြီးကိုသို့မဟုတ်မကောင်းတာလုပ်ရတဲ့နဲ့အကောင်းတွေတွေ့နေတယ်ဆိုတာသဘာဝတရားရဲ့မျက်စိလဲသွားမှုလားသို့မဟုတ်သဘာဝတရားကိုဆန့်ကျင်ပြီးတော့လုပ်တာလားဆိုတော့မဟုတ်ဘူးအခြေအနေတစ်ခုခုကြောင့်ဒီလိုဖြစ်တာမြတ်စွာဘုရားကအကြောင်းပြထားတယ်ပါပောပိပတ္တိဘက္ခဏယာဝပပန္နပစ္စတိဒီလိုကမကောင်းမှုတွေတုံ့ပြန်မှုမပြီးသေးဘူးကျိုးမပေးသေးဘူးဆိုလို့ရှိရင်တဲ့မကောင်းတဲ့လူတယောက်ဟာလည်းပဲကောင်းကျိုးချမ်းသာတွေကိုခိုက်တတ်အားဖြင့်တော့တွေ့နေအောင်ပါပဲအဲ့ဒါလို့တွေ့နေတဲ့အချိန်လေးမှာလူတွေမှာအတွေးအမြင်တွေဟာလွဲမှားသွားတယ်မကောင်းတာလုပ်တဲ့လူလည်းကောင်းတာအဲ့တော့လောကမှာကံတရားဆိုတာလည်းဘယ်ဟုတ်ပါရဲ့လားဆိုလွဲမှားဆိုတွေးခေါ်မှုတွေဖြစ်ပေါ်စေတတ်တယ်သဘာဝတရားရဲ့လှည့်စားမှုလို့ပြောရမယ်အချင်းချင်းတရားအကြောင်းမှန်မသိဘူးဆိုရင်မှားရင်းနေတဲ့သဘောတရားတွေကျိုးဆက်အနေနဲ့ဖြစ်ပေါ်လာတယ်ဒါကြောင့်မို့ဒါကိုရည်စူးပြီးတော့မြတ်စွာဘုရားကပါပောပိပတ္တိပတ္ထယာဝပပန္နပစ္စတိသူလုံးနေတဲ့မကောင်းမှုကံရဲ့တုံ့ပြန်မှုမရသေးသမျှကာလပတ်လုံးမကောင်းတဲ့ပုဂ္ဂိုလ်ဟာလည်းကောင်းကျိုးချမ်းသာတွေခံစားရရတယ်ဘယ်ခါကျတော့သဘာဝအတိုင်းပြန်ဖြစ်သွားလဲလို့ဆိုရင်ယထာသပစ္စတိပါပံအထပါပောပါပါနိပတ္တိလူတယောက်ရဲ့မကောင်းတဲ့လုပ်ရတဲ့ကံတွေမကောင်းကျိုးတွေကိုထုတ်လုပ်ပြီးဆိုတဲ့အချက်ပြရတယ်သူလုပ်ခဲ့တဲ့လုပ်ရအတိုင်းမကောင်းတဲ့အကျိုးတွေကိုခံစားရတယ်အဲ့တော့ဒီသဘောတရားမှာလောကသဘာဝအနေနဲ့ရှိပြီးတော့နေတာရှိပြီးတော့နေသည့်အတွက်ကြောင့်လူတွေဟာအထင်မှားမြင်မှားတွေဖြစ်ပြီးတော့ကံကြမ္မာဆိုတဲ့အပေါ်မှာယုံကြည်မှုတွေဖြစ်ထွန်းလာတယ်အေးကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမ
မကောင်းတာလုပ်လဲကောင်းတာဖြစ်ချင်းဖြစ်တာပါပဲနဲ့ဆိုတဲ့အတွေးတွေဝင်လာပြီးတော့ကံကိုညှင်းပယ်တယ်ဆိုတဲ့အယူဆတွေပေါ်လာတဲ့နေ့ဒီလိုလောကကိုယ်ကလောကရဲ့ဘာဝတစ်ခုပြအခြေအနေတစ်ခုမှာမဖန်ပြီးသေးတဲ့အချိန်မှာလူတွေကိုမျက်စိလဲသွားစေတယ်အဲ့ဒါလိုပဲနောက်တစ်ခုကိုကြည့်အောင်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဒေသနာတော်ထဲမှာဘဒ္ဒရောပိပတ္တတိပါပံယာဝဘဒ္ဒနာပိစေကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာလည်းပဲတဲ့သူလုပ်တဲ့ကောင်းတဲ့လုပ်ငန်းတွေကကောင်းကျိုးကိုမထွက်လို့သေးသမျှကာလပတ်လုံးသူဟာအဆိုးတွေ့နေပြီအခြေအနေတစ်ခုကမပြည့်စုံနေလို့ရှိရင်ဒီလိုပဲဖြစ်တတ်တယ်ဒီလိုဖြစ်တတ်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာအာမပုဂ္ဂိုလ်တွေကစဉ်းစားလိုက်ကြတယ်ဒီကောင်းတဲ့လုပ်ရတဲ့ဘာဖြစ်လို့မကောင်းတာတွေကြုံတွေ့နေရတယ်လဲကောင်းတာတွေလုပ်နေပါရဲ့တန်းနဲ့မကောင်းတာတွေကြုံတွေ့နေရတယ်အဲ့တော့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်ကံဆိုတာရှိမှရှိရလားဘာလို့ကံတရားတွေဝင်လာပြီးတော့ကံနဲ့ပတ်သက်ပြီးတော့ထင်မှားအမြင်မှားတွေဖြစ်တတ်တယ်။ဒါကြောင့်မြတ်စွာဘုရားကဝိဒါစပစ္စတိဘတ်တော်အခဘတ်တော်ဘတ်တော်သူလုပ်တဲ့ကောင်းမှုကုသိုလ်တွေကအကျိုးတရားကိုထုတ်လုပ်ပြီးလို့ဆိုတဲ့အခါဒီလိုလူကောင်းတရားမှာကောင်းကျိုးချမ်းသာတွေပဲရမယ်ဘဝတစ်ခုကနေတစ်ခုအစစ်မြင့်တဲ့မြင့်သွားပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာပြီးအောင်ရရှိသွားတယ်အဲ့တော့ခိုက်တဲ့အားဖြင့်အထင်မှားအမြင်မှားဖြစ်စေတတ်တဲ့ဈာကာလလေးတွေရှိတတ်တယ်